လာအိုနိုင်ငံကိုအာဆီယံနိုင်ငံထဲမှာပထမဆုံးလည်ပတ်တဲ့အကြောင်းရင်းကိုလည်းပြောပြပါဦးခင်ဗျာဟုတ်ကဲ့မင်္ဂလာပါရှင်ကျမတို့သမ္မတကြီးကဒီအာဆီယံနိုင်ငံထဲမှာသူ့ရဲ့လာအိုနိုင်ငံကိုပထမဆုံး visit အဖြစ်တွားရောက်လည်ပတ်ခဲ့ပါတယ်ဒီလိုလည်ပတ်တဲ့အကြောင်းအရာလည်းအာဆီယံနိုင်ငံတွေထဲမှာဒီလာအိုကကျမတို့နှစ်ပေါင်း80ကျော်ဒီတန်တမန်ဆက်ဆံရေးရှိခဲ့တဲ့နိုင်ငံနောက်တစ်ခါနယ်နိမိတ်ချင်းထိစပ်နေတယ်ရင်းနှီးစွာအစဉ်အဆက်ပေါ့နော်ရင်းနှီးစွာဆက်ဆံခဲ့တယ်ပြည်သူတွေဆက်ဆံရေးဆိုရင်လည်းဒါနှစ်ပေါင်း80တွေမကပါဘူးကျမတို့နှစ်ပေါင်းရာချီပြီးတော့ပြည်သူချင်းချင်းဆက်ဆံခဲ့တဲ့နိုင်ငံနောက်မြန်မာနိုင်ငံကိုအမြဲတမ်း supporting ပေးခဲ့တယ်နယ်နိမိတ်တလျှောက်မှာလည်းလုံးဝဒီနေဆက်ပြဿနာမရှိခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်နောက်အာဆီယံဝင်တဲ့နေ့ကလည်းကျမတို့နှစ်နိုင်ငံလုံးဝတရက်တည်းဝင်ခဲ့ကြပါတယ်လာအိုနိုင်ငံဒီ2024မှာအာဆီယံချဲဖြစ်တာဝန်ယူစဉ်ကလည်းကျမတို့နိုင်ငံကိုအပြည့်အဝထောက်ခံခဲ့ပါတယ်အပြည့်အဝကျမတို့နိုင်ငံဘက်ကရပ်တည်ခဲ့ပါတယ်နောက်ကျမတို့တန်တမန်ဆက်ဆံရေးတစ်လျှောက်မှာလည်းတကယ့်ကိုမိတ်ဆွေရင်းချပါမှာဆက်ဆံခဲ့တဲ့အိန္ဒိချင်းကောင်းနိုင်ငံတစ်ခုဖြစ်ပါတယ်ရှင်ဒါတော့ကျမတို့နိုင်ငံရေးတန်တမန်ရေးပေါ့နော်နောက်တစ်ခုကတော့ဒီလာအိုနိုင်ငံကတကယ်တော့အာဆီယံနိုင်ငံထဲမှာ landlord country ပါဒါမဲ့သူက landlord country ကနေပြီးတော့အခု landlink country ဖြစ်လာတယ်ဒီလာအိုနိုင်ငံကနေပြီးတော့လျှက်စစ်ဓာတ်အားတွေကိုကျမတို့ဗီယက်နမ်နိုင်ငံထိုင်းနိုင်ငံကမ္ဘောဒီးယားနိုင်ငံတွေကိုရောင်းချနိုင်ခဲ့တဲ့အနေအထားကိုရောက်လာပါတယ်ရှင်အဲ့တော့ကျမတို့ကလည်းဒါတွေကိုလည်းလေးလာခြင်းနဲ့လာအိုနိုင်ငံဆိုရင်ဒါကမဲခေါင်မြစ်ကြီးတစ်ခုပဲရှိတဲ့နိုင်ငံမှာကျမတို့နိုင်ငံမှာဆိုရင်မြစ်ကြီး၄ဆင်းရှိပါတယ်အဲ့ဒီအတွက်ကိုလည်းကျမတို့လျှက်စစ်ဓာတ်အားထုတ်လုပ်ရေးတွေအတွက်ကိုလေးလာဖို့ဆွေးနွေးဖို့အတွက်ဒါကလာအိုနိုင်ငံကိုပထမဆုံးဒီအာဆီယံနိုင်ငံတွေကနိုင်ငံအဖြစ်ကျမတို့ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်ရှင်မြန်မာလာအိုခီးစဉ်အတွင်းမှာဘာသဘောတူညီချက်တွေရရှိခဲ့ပါသလဲခင်ဗျာဟုတ်ကဲ့ပါရှင်ကျမတို့ဒီမြန်မာလာအိုခီးစဉ်အတွင်းမှာပထမဆုံးကတော့ကျမတို့နှစ်နိုင်ငံဆက်ဆံရေးကိုတကယ် strategically မဟာဗျူဟာမြောက်ဆက်ဆံရေးဖြစ်မြင့်တင်မှုအတွက်ကိုသဘောတူညီခဲ့ပါတယ်။နောက်လာကျမတို့ရေအားလျှက်စစ်နဲ့ပတ်သက်လို့လည်းဒီမြန်မာနဲ့လာအိုနဲ့ပေါင်းပြီးတော့မဲခေါင်မြစ်ဝှမ်းတစ်လျှောက်မှာဒီရေအားလျှက်စစ်ဘယ်လောက်ထုတ်နိုင်မလဲเนาะ feasibility study လုပ်ဖို့အတွက်ကိုသဘောတူညီချက်ကျမတို့လက်မှတ်ရေးထိုးခဲ့ပါတယ်။နောက်အလုပ်သမားရေးရာဆိုင်ရာနဲ့ပတ်သက်လို့လည်းလက်မှတ်ရေးထိုးခဲ့တယ်။နောက်ကျမတို့နေပြည်တော်နဲ့လာအိုရဲ့မြို့တော်ဖြစ်တဲ့ဗီယန်ကျင်းဒီနှစ်နိုင်ငံကိုလည်း sister city အဖြစ်ကျမတို့ဆက်သွယ်ပြီးတော့ဆောင်ရွက်သွားဖို့ပူးတွဲဆောင်ရွက်သွားဖို့ဒါကိုလည်းလက်မှတ်ရေးထိုးခဲ့ပါတယ်ရှင်။နောက်ဆွေးနွေးခဲ့တဲ့အချက်တွေလည်းရှိပါတယ်။ဒါတော့ကျမတို့ကျိုင်းတုံနဲ့လမ်ဘရာဘန်ဒါကိုကျမတို့လေချောင်းလိုင်းပြေးဆွဲဖို့နောက်နေဆက်ဒေတာမှာကျမတို့ကုန်သွယ်မှုတွေကိုတိုးမြင့်ဆောင်ရွက်ဖို့เนาะနောက်တစ်ခါကျမတို့ဒီနေဆက်ဒေတာမှာပဲဒီမူရစေဝါတို့ဒီ online လိမ်လည်မှုတို့ကိုတိုက်ဖြတ်ရေးလုပ်ငန်းတွေမှာသတင်းချက်လက်တွေဖလှယ်ဖို့ပူးပေါင်းဆောင်ရွက်ဖို့ဒါတွေကိုဆွေးနွေးခဲ့ပါတယ်ရှင်ဒီခီးစဉ်မှာအထင်ရှားဆုံးအောင်မြင်မှုကဘာဖြစ်မလဲခင်ဗျာဟုတ်ကဲ့ပါရှင်ဒီခီးစဉ်မှာထင်ရှားဆုံးအောင်မြင်မှုကိုပြောမယ်ဆိုရင်တော့ကျမတို့နှစ်နိုင်ငံဒီမိဖက်ဆက်ဆံရေးမှာမဟာဗျူဟာမြောက်မိဖက်ဆက်ဆံရေးဖြစ်ကိုတိုးမြင့်ဖို့အတွက်ကိုကျမတို့အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ပါတယ်ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပါတယ်ချစ်ခင်ရင်းနှီးမှုเนาะဒီမိဖက်ဆက်ဆံရေးကိုတိုးမြင့်နိုင်ခဲ့ပါတယ်ရှင်မြန်မာနဲ့လာအိုရေအားလျက်စစ်စီမံကိန်းအတွက် MOU ထိုးထားခဲ့တယ်လို့ပြောပါတယ်အကျိုးကျေးဇူးကဘာတွေရနိုင်မလဲခင်ဗျာဟုတ်ကဲ့ပါရှင်ကျမတို့ဒီမြန်မာနဲ့လာအိုဒါကဟိုလျှက်စစ်တာထုတ်လုပ်ဖို့ဆိုတာထက်ပထမဆုံးဒီမဲခေါင်မြစ်ဝှမ်းမှာနှစ်နိုင်ငံပူးပေါင်းပြီးတော့ feasibility study လုပ်ဖို့အတွက်ကို agreement ရယူခဲ့တာပါကျမတို့ဒီ agreement ကနေပြီးတော့မှကျမတို့လျှက်စစ်တာဘယ်လောက်ထုတ်နိုင်မလဲဘာလို့လဲဆိုတော့ကျမတို့သမ္မတကြီးကလည်းအမြဲတမ်းပြောပါတယ်စွမ်းရည်လုံခြုံမှုရှိတာဟာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုအခြေခံအကျဆုံးဖြစ်ပါတယ်ဆိုပြီးဒါအမြဲတမ်းလမ်းညွှန်မှုပေးခဲ့ပါတယ်အဲ့တော့ကျမတို့နိုင်ငံမှာလိုအပ်နေတဲ့ဒီလျှက်စစ်စွမ်းရည်ကိုဘယ်ကနေရရှိနိုင်မလဲเนาะအမြန်ဆုံးနဲ့ဈေးသက်သာဆုံးနီးလန်းကနေပြီးတော့ကျမတို့ရရှိဖို့အတွက်နီးလန်းနေရှာဖွေတဲ့နေရာမှာဒါက one of the source ဖြစ်လာနိုင်ပါတယ်ဒီလုပ်ငန်းစဉ်ကြီးတာအောင်မြင်မဲ့ကျမတို့ဒီသဘောတူညီချက်ကနေပြီးတော့မှကျမတို့ဒီလျှက်စစ်လေးလာချက်တွေကနေပြီးတော့မှနှစ်နိုင်ငံပူးပေါင်းပြီးတော့ဒီလျှက်စစ်ရင်းမြစ်တွေကိုเนาะဒီရေစွမ်းအင်ကနေပြီးတော့ဖော်ထုတ်နိုင်မယ်ဆိုရင်ဒါနှစ်နိုင်ငံပြည်သူတွေအတွက်ကိုများစွာအကျိုးရှိမှာဖြစ်ပါတယ်ရှင့်